ဖန်ဆင်းရှင်ရဲ့ဝါဒကိုဗုဒ္ဓဘာသာပဲလေဘာကြောင့်ဒီဘုရားသခင်ဆိုတဲ့ဝါဒကိုရောက်သွားလဲဆိုတော့အကြောင်းရင်းကတော့ဒီမျိုးပေါ့နော်ကျွန်တော်ဒီတခြားသောဘာသာနဲ့ဒီဗုဒ္ဓဘာသာကျွန်တော်ဗုဒ္ဓဘာသာတော့အခြားသောဘာသာကျွန်တော်မင်းများတော့ဗုဒ္ဓဘာသာလည်းလေအခြားဘာသာကူပြောင်းလို့ခရစ်ယာန်တို့အစ္စလာမ်တို့ပေါ့အဲ့လိုမျိုးကူသွားတဲ့အခါကျတော့သူတို့ကျွန်တော်မေးတော့ဘာဖြစ်လို့ဗုဒ္ဓဘာသာကနေခရစ်ယာန်ကိုပြောင်းသွားတာလဲလို့ကျွန်တော်မေးတော့သူတို့ကပြောရတာကတော့ဒီလိုမျိုးပေါ့နော်ဒီသူတို့ရဲ့အယူဝါဒဘယ်လိုလို့ဂရီရှာတို့ဘယ်ပါတော့လဲဘာဖြစ်လို့ဖန်ဆင်းရှင်ဘယ်ပါတော့လဲဆိုတော့အဲ့ဒါကိုကျွန်တော်ကြကြနာမေးတယ်သူတို့ကတော့ဖြေသွားတော့ပေါ့ဒါမဲ့အဲ့ဒီဖြေတဲ့လူကတော့အဲ့ဒီတော့ဗုဒ္ဓဘာသာပဲဒီနောက်ပိုင်းမှာသူကဂရီရှာကိုပြောင်းကူးသွားတော့ပေါ့နော်ကူးပြောင်းသွားတော့ပေါ့နော်အကြောင်းကတော့ဒီကျွန်တော်ပြောပြတာဒီလိုမျိုးပေါ့နော်ဥပမာကကွန်ပျူတာတစ်လုံးကိုဖန်ပြီးမဲ့ဒီမရှင်းကွန်ပျူတာဖြစ်လာပါမလားတဲ့ကွန်ပျူတာတစ်လုံးကိုဖန်ဆင်းရတဲ့လူတွေရှိလို့ဒီကွန်ပျူတာတွေက software ပရိုဂရမ်ရေးဆွဲတဲ့လူရှိလို့ကတော့ကွန်ပျူတာဆိုတာဖြစ်လာတယ်ပေါ့နော်အဲ့ပရိုဂရမ်ရေးဆွဲတဲ့ပုဂ္ဂိုလ်ဒီသူ့ဘာကိုခိုင်းချင်တယ်လဲသူ့ဘာလုပ်စေချင်လဲဆိုတာသူကသူပရိုဂရမ်ရေးဆွဲပြီးတော့အထဲထဲမှာခိုင်းစီဖန်ပြီးတော့ကပြောလို့ဖန်ပြီးလို့ရတာပေါ့နော်သူဖန်ပြီးတော့တလုံးရပြီးတော့ software အကုန်လုံးပြီးဖြစ်မြောက်အောင်ဆိုပြီးတော့ဖန်ဆင်းတဲ့သူရှိမှတာလေကွန်ပျူတာဖြစ်ရတာပေါ့နော်အဲ့လိုမျိုးသူကြည့်ရတဲ့အခါကျတော့ဘဝတွေကလည်းအဲ့လိုပဲသူကထင်တော့ဘာဖြစ်လို့လဲဆိုတော့ဘဝဆိုတာကွာဖန်ဆင်းတဲ့တစ်ခင်မှမရှိဘူးဖန်ဆင်းတဲ့ဘဝမှမရှိဘူးဆိုတော့တတော်ဆိုတာဘယ်လိုဖြစ်လာမလဲပေါ့အဲ့လိုမျိုးသူတို့ကအဲ့လိုမျိုးစိတ်ကူးနဲ့ဖြစ်သွားတာပေါ့နော်ဒါမဲ့ဒီဖန်ဆင်းရှင်လို့ဆိုတော့ဝါဒဒီဘုရားတရားတော်ထဲမှာပါတယ်ပေါ့နော်လူသားတွေပြောနေစလဲအဲ့လိုဘယ်လိုဖန်ဆင်းလဲဆိုတာရှိတယ်ဒါမဲ့ဖန်ဆင်းတယ်လို့ဗုဒ္ဓဘာသာထဲမှာမရှိဘူးဒါမဲ့ရှိတာတော့ဒီအခြေခံသဘောတရားနဲ့ပြောပြတော့ရှိတာတော့ပြောမဆိုရင်ဒီကဘာဆေးလို့ကဘာပြတ်သွားပြီးဂျိုးတွေမရှိတော့ဘူးဆိုတော့ဂျိုးတစ်ပေါ်လာတဲ့ခါကျရင်တော်မရှိဘူးအေးမရှိတဲ့တော်ကနေဒီဗမာတွေကဆင်းလာမယ်ဗမာကနေလူလာဖြစ်တော့လူဖြစ်တယ်ဆိုတာဒို့လူဖြစ်လူမဟုတ်ဘူးအဲ့ဒီရင်ဖြစ်ကလူကတော့ဒီကိုရောကိုထင်နဲ့ပြီးတော့ဗမာနဲ့အလားတူတယ်ပေါ့ကိုရောကိုထင်နဲ့ပြီးတော့သူတို့ကဘာမှစားကြမလို့နဲ့ပီတိစားတော့ပေါ့ဒီဓမ္မကျမ်းစာမှာဆိုတော့ပီတိစားတယ်အဲ့ဒီစားတဲ့ပီတိကြောင့်သူတို့အသက်ရှင်တယ်ပေါ့သူတို့ကပီတိဆိုတဲ့အစိမ်းဟောမရှိတော့ဘူးသူတို့ကတည်သွားတယ်ပေါ့အဲ့လိုမျိုးပီတိစားပြီးနေလာတဲ့ဒီဗမာလူသားတော့မသိဘူးတော့ဗမာလည်းမသိဘူးကျွန်တော်ခေါ်မတောက်ဘူးကျွန်တော်ကြားသလားတော့မေ့ပါပြီအဲ့လိုမျိုးပီတိစားရင်ကနေဒီကဘာကျူတဲ့ကိုသွားလာအပေါ်မိုးပေါ်မဲနေတယ်ပေါ့ဒီနေအောင်မနေဘူးတော့ကဘာအဲ့ဒီချိန်တော့ကဘာရေးပြင်ပဲဖြစ်တယ်ပေါ့နေပြင်တော့မဟုတ်သေးဘူးအဲ့လိုမျိုးနေရင်ဖြစ်တဲ့ခါကျတော့ကဘာကြီးဖွဲ့စည်းရမယ်ကဘာကြီးစတင်တည်ထောင်ရမယ်အချင်းတွေကိုဘယ်လိုစားတော့အဲ့ဒီရေပဲရှိတဲ့ကဘာကြီးထဲမှာပေါ့မိုးရွာမယ်မိုးရွာပြီးရင်မိုးတင်းကန်စွာရွာပြီးရင်ဒီနေထိုးတက်တန်းကြလာရင်ပေါ့သူအနက်တွေထွက်လာမယ်ပြီးရင်ဥမာကွာနေထိုးပြီးတော့တိုးနဲ့ထွက်လာမယ်နော်လို့အနက်လိုမျိုးပေါ့နှုတ်ထွက်လာမယ်ထွက်လာပြီးဆိုတော့သူ့ရဲ့အဖျားလေးမှာဒီနော်နှုတ်တဲ့ရဲ့နော်တို့အဘက်လေးဖြစ်တယ်လို့ပြောတော့အဲ့လိုမျိုးအပြာဘက်လေးဖြစ်မယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျရင်ကြတော့အနက်နဲ့ထွက်လာတော့ဒီလူဆိုတော့ဒီလူလို့ပြောလို့ရတယ်ဗမာဆိုတော့ဒီကိုရောင်ကိုဝါတွေနဲ့ဒီပီတိစားတဲ့ဒီတော်ရှိတယ်လူလို့ပြောတော့အဲ့ဒါပြန်တန်းတော့သူတို့မိုးပဲနေကြတာပေါ့ပြန်တန်းတဲ့ခါကျတော့အနက်လေးနှမ်းရတယ်ကွာအနက်လေးနှမ်းရတော့သူတို့ကဆင်းလာပြီးတော့ကြီးကြီးကတရားကနေရဆင်းလာပြီးတော့မီးနေတရားမီးနေအောင်မီးနဲ့ကောင်းနဲ့သူတို့စားလိုက်တာဘိုင်ဝါအဲ့ဒီကနေစားပြီးတော့တနာဆိုတော့စိတ်မျိုးဖြစ်လာပြီးတော့နောက်ပိုင်းမှာစံပကားတဘူကိုရောကိုထင်းနေမရှိတော့တော့ပြီးတော့သူတို့ပြန်မတက်တော့အဲ့ဒီအားပဲနေရတယ်ဆင်းလာစားတော့တရားကစားတော့နောက်တရားပြစ်ချင်တယ်ရတာဘယ်လိုလဲဆင်းလာစားတယ်နောက်တရားကတော့တေးတဲ့သူစားတော့အကုန်လုံးဆင်းစားလို့နောက်ဆုံးတော့ပြန်မတက်တော့တရားကကိုရောနေလည်းပြောက်ကုန်တော့ကိုရောနေပြောက်တော့အဲ့ဒီကနေရစတဲ့လူသားတွေဖြစ်လာပေါ့ပြောတော့အရှိရပြောလို့မဆိုင်ဘူးဒါနဲ့အခုကျတော့ပြောတာအချင်း6လောက်ပဲကျွန်တော်ပြောတော့အဲ့ဒီမို့ဒါတော့ဘာသာကျွန်တော်အဲ့လိုမျိုးဖန်ရင်းစင်မဟုတ်ဘူးနော်တကယ်ဒီဖန်ရင်းစင်ရဲ့ဝါဒအဲ့လိုမျိုးကိုကျွန်တော်ပြောတယ်သူတို့ပြောတယ်ပေါ့နော်သူတို့ပြောတာတော့ကွန်ပျူတာတလုံးဖန်ပြီးမဲ့သူမရှိဘူးထွေမဲ့လူမရှိဘူးကွန်ပျူတာမဖြစ်လာဘူးဘုရားဆိုတော့တခင်မရှိဘူးဆိုရင်ဒီလူသားတွေမဖန်ဆင်းတဲ့လူဖြစ်လာပေါ့နော်ဘုရားတခင်ကလူသားဖန်ဆင်းလို့တာလေလူတွေဖြစ်လာတယ်လို့အဲ့လိုမျိုးထင်တယ်ပေါ့နော်အဲ့လိုမျိုးထင်တဲ့တွေးကတော့ဘယ်လိုမျိုးလဲဆိုတော့ဒီဖန်ဆင်းရှင်ဆိုတဲ့ဝါဒတဲ့လူပြောတော့ပေါ့နော်ဘုရားသခင်ဆိုတဲ့ဝါဒစိတ်ရှိတဲ့လူကသူတို့ရှင်းပြတာပေါ့နော်ကျွန်တော်ကတော့ဗုဒ္ဓဘာသာသူတို့ကတော့ဒီသခင်ဘောကသူတို့ကတော့ယေရှုကတော့အဲ့ဒါကျွန်တော်မင်းများတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ကပြောတယ်မဖြစ်နိုင်ဘူးနော်
ဘယ်အရာမှဆိုဖန်တီးတဲ့လူရှိမှသာရင်ဖြစ်တိလာဘောတော့သူပြောတယ်ဘာဖြစ်လဲဆိုတော့သူတို့အားတော့ဒီကွန်ပျူတာအရင်နိုင်ရှင်ပြတာဘောတော့ဒါမဲ့ကျွန်တော်အရှင်းပြတယ်ကျွန်တော်ဗုဒ္ဓဘာသာတန်ကျွန်တော်ဗုဒ္ဓဘာသာတန်တော့ခဏလိုမျိုးဘောတော့ကဘာကြီးပျက်စီးပါပြီးလူတွေမရှိတော့ကွာဘယ်မှာကွာဘယ်မှာလေးအမှကိုရောင်နဲ့တကူနဲ့ပီတိစားတော့အဲ့ဒါကိုကျွန်တော်ရှင်းပြသူတို့ဒါလည်းသူတို့လက်မခံဘူးတော့သူတို့လက်ခံတာတော့ဒီဖန်ဆင်းရှိရင်ဘာဖြစ်လဲဆိုတော့ဖန်ဆင်းတဲ့ပုံကူမရှိရင်ဘယ်အရာမှဖြစ်လာဘူးသူတို့ထင်တယ်မလို့ဘာဖြစ်လဲဆိုတော့အခုခေတ်ကကားတွေကွန်ပျူတာတွေဖုန်းတွေမှာဘယ်သူမှမတီထွင်ဘယ်သူမှမဖန်ဆင်းဘူးဆိုကြတယ်ဖြစ်လာမှာမဟုတ်ဘူးဆိုတော့အတိတ်ပဲမျိုးကိုသူတို့ဝါဒကင်ဆွဲထားတာပေါ့အဲ့ကြောင့်မို့သူတို့ကတော့ဒီဖန်ဆင်းရှိဆိုတဲ့ဝါဒကူးပြောင်းတော့ပေါ့တချို့ဗုဒ္ဓဘာသာကိုကျွန်တော်ပြောတော့ပေါ့အဲ့လိုမျိုးဗုဒ္ဓဘာသာကနေဖန်ဆင်းရှိဝါဒကူးပြောင်းတော့ဆိုအဲ့လိုမျိုးအတိညာကြောင့်သူတို့ကူးပြောင်းတော့ပေါ့တကယ်စဉ်းစားကြည့်တော့ဖြစ်နိုင်တယ်တော့ကိုယ်မသိဘူးဒါပေမဲ့ကျွန်တော်တော့ဗုဒ္ဓဘာသာကိုပဲပုံယုံကြည့်တယ်ဗုဒ္ဓဘာသာကျွန်တော်လက်တွေ့ဘယ်သူမှအကူအညီမှမလို့ပဲနဲ့ကိုယ်တိုင်ရှောက်ရမယ်ဒါပေမဲ့ဗုဒ္ဓဘုရားတရားပတ်ရဆိုတဲ့ဒီယတနာ၃ပါးမျိုးနဲ့လည်းအတိုင်းနဲ့ရှောက်မယ်ဆိုရင်ကောင်းရာကိုရောက်ဖို့ကျွန်တော်အဲ့လိုပဲစဉ်းစားတော့ကျွန်တော်ဗုဒ္ဓဘာသာအဲ့လိုမျိုးပဲအဲ့ဒီလိုဖန်ဆင်းရှိဝါဒတကယ်စဉ်းစားရင်လည်းကွာဟိုကူးပြောင်းချင်တယ်မလို့အဲ့ဒီဖန်ဆင်းရှိဝါဒဘာကြောင့်ဆိုတော့သူဖန်တီးလို့တကယ်ပြန်စဉ်းစားတော့ဖန်တီးရှင်တကယ်စဉ်းစားလိုက်တော့ဒီဖန်တီးမှုမရှိရင်ဖြစ်ပေါ်လာပဲမှာဒီဘယ်သူလို့ဥပမာကွန်ပျူတာမထွင်လို့ရှိရင်ကွန်ပျူတာဖြစ်လာမှာအဲ့လိုမျိုးတို့လူသားတွေလည်းဖျားတစ်ခင်ကဖန်ဆင်းလို့တာဖြစ်လာတာဖျားတစ်ခင်လည်းမဖန်ဆင်းရင်တို့လူသားဖြစ်လာပါမလားဆိုတော့အဲ့လိုမျိုးစိတ်အဲ့လိုမျိုးဝါဒအကြောင်းတော့တို့ကအဲ့လိုမျိုးဖန်ဆင်းရှင်ဝါဒကိုရောက်သွားတာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ကျွန်တော်ဒီဝါဒမျိုးမရဘူးဖြစ်တော့ကျွန်တော်ဗုဒ္ဓဘာသာကိုလေ့လာပြီးတော့ချာနာကျွန်တော်အကြောင်းအကျိုးအကောင်းဆိုးကျွန်တော်နားလည်သဘောပေါက်ပြီးတော့အခုထိဗုဒ္ဓဘာသာကိုလက်ဆွဲကင်ထားတာပေါ့နော်ဒီအခြားသောဘာသာကိုကျွန်တော်မကူပြောင်းတော့